Hello အားလုံးပဲမင်္ဂလာပါအဲဆိုရင်အမားတို့8 lesson 1ရဲ့အပိုင်း3ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဆိုရင်အမားတို့အပိုင်း2မှာတော့အမားတို့ဒီလိုကောကတ်ခဲ့ကောနဲ့ဒီဖောနဲ့ကိုဒီ8အခုမှာကတ်ခဲ့ပေါ့နော်အမားဗီဒီယိုဖိုင်လေးရှိနေမှာဆိုလို့အမားဒီတစ်ခုလေးကိုတော့ကြိုတင်ညက်ထားလိုက်တယ်အဲဆိုဒီလိုကွက်တီလေးပေါ့နော်လုံးဝကွက်တီလေးအမားတို့ဒီလိုကွက်တီလေးလုံးဝမထွက်နေရအောင်နော်လုံးဝကွက်တီအမားတို့ညက်ထုတ်ပါမယ်အဲဆိုအမားဒီတစ်ခုကိုညက်ထုတ်ပြပါမယ်တခုကတော့အမဗီဒီယိုဖိုင်လေးအရင်ရှင်းနေမှာဆိုတော့အမကြိုတင်ညက်ထားလိုက်တယ်เนาะအဲဆိုဒီဟာကိုရောပဲအမတို့ကဘာဖြစ်လို့ဒီကက်ကြီးနဲ့ဟောင်းတဲ့ဟာအသုံးပြုခိုင်းလဲဆိုရင်အမတို့ဒီကော်တွေပါရှန်နေတတ်တယ်เนาะရှန်နေတတ်တဲ့အခါမှာအမတို့ဒီပိတ်စာဖြစ်ဖြစ်အမတို့ဒီလိုပဲဖြစ်ဖြစ်အမတို့ညက်လို့ရှိရင်လေတဲ့ကက်ကြီးရလေเนาะသုံးမြန်တယ်ပေါ့နော်ပြောချင်တာအမတို့ပိတ်ပြန်ညက်မယ်ဆိုရင်ကြတော့အဆင်မပြေဘူးပေါ့နော်အဲကြောင့်အမတို့ကက်ကြီးလေးကိုနည်းနည်းဟောင်းတဲ့ဟာအသုံးပြုလို့လည်းရပါတယ်ပိတ်ညက်တဲ့ကက်ကြီးကိုတော့မသုံးပေးနဲ့နော်ဘာဖြစ်လို့လဲဆိုရင်ပိတ်ညက်တဲ့ကက်ကြီးကအရင်အရေးကြီးရလေနော်ဟုတ်ပြီအဲဆိုရင်အမတို့ဒီနှစ်ခုစလုံးအမတို့ဒီလိုညီလေးညက်ထိုင်ပေါ့နော်ပူတဲ့ဟာလေးတွေကိုအမတို့ညက်ထုတ်လိုက်ပြီအဲဆိုရင်အမတို့ဒီဟာကိုဘာပြန်လုပ်မလဲဆိုရင်ဘာပြန်လုပ်မလဲဆိုရင်အမတို့ဒီပိတ်စာလေးပိတ်သူရဲ့ဒီပိတ်အလားလေးအမတို့ကတ်ရတော့မယ်ပေါ့နော်ဒီပိတ်အလားလေးကတ်ရတော့မယ်ဆိုတော့အမတို့သူရဲ့ဒီဘေးပေါင်ပြောချင်တာဒီအိတ်အခွန်ရဲ့ဒီဘေးပေါင်ပပတ်လေအကုန်လုံးအမတို့ကိုအကုန်လုံးလိုက်တော့ရပါမယ်เนาะအဲဆိုအမတို့ကိုစားတော့ပါမယ်ဒီဘေးပေါင်ပေါ့နော်ဒီဘေးပေါင်တွေအကုန်လုံးမှာအမတို့ကိုတီချာလေးညှစ်ထုတ်ပြီးမှတနေရာထဲမှာအရန်ကြီးမပုံနေစေရဘူးเนาะအဲဆိုအမတို့ဒီလိုပို့ပြီးတွန်းပြီးအမတို့ဒီလိုလေးကတ်သွားပါမယ်တီချာလေးကိုင်မယ်เนาะဒီပတ်လေးကိုအမတို့အမတို့ပတ်လေကိုတီချာလေးကိုလေးကိုတုတ်သွားရပါမယ်เนาะโอเคနောက်ဆုံးတစ်ဖက်ဟုတ်ပြီအဲဆိုအမတို့ဒီလိုလေးကောကတ်လိုက်ပြီပေါ့နော်အမတို့ကောကတ်လိုက်ပြီဆိုရင်အမတို့ပိတ်မှာကပ်ပါမယ်ပိတ်မှာကပ်ပါတော့မယ်အော်မကောနည်းနည်းပြီးသွားတယ်အမအဲဆိုရင်အမတို့ဒီကော်လေးကိုအမတို့ဒီဘက်မှာခဏထားယူမှာပိတ်စာလေးကိုအမတို့ဒီချာလေးပြန်ချိန်ပါမယ်အဲဆိုရင်အမတို့ခုနကဒီအဝါရောင်ကအောက်ဘက်မှာပေါ့နော်အဝါရောင်ကအောက်ဘက်မှာအမတို့ဒီဟာလေးကအမတို့ဒီဂိုင်းရှိရဲ့ဘက်မှာပေါ့နော်အဲဆိုရင်အမတို့ဒီချာလေးချိန်ပါမယ်ဒီချာလေးအမတို့ဒီဟာလေးကိုအမတို့ဒီဟာလေးဒီအဝါကလုံးဝအလေပေါ့နော်အလေမှာပြီးတော့ဒီဟာလေးရရောပဲဒီအပြလေးရရောပဲအမတို့ဒီအလေကောင်ပေါ့နော်ပြောချင်တာဒီအလေကောင်တက်မှာဆိုတော့
ကိုတီကြပါပြီအဲဆိုအမားတို့ဒီအဝါကိုရောပဲအမားတို့ဘလောက်ထွက်လဲဆိုရဟာအမားတို့တေချာလေးကြည့်ထားရပါမယ်နော်နောက်တစ်ဖက်တက်လို့ရှိရင်နောက်တစ်ဖက်နဲ့မညီဘူးဆိုရင်ကျတော့မလှဘူးလေနော်မလှဘူးအဲဆိုရင်အမားတို့ဒီလိုလေးနော်ဒီလိုလေးအမားတို့တေချာလေးညီအောင်ထားလိုက်ပါမယ်အဲဆိုရင်အမားတို့ညီအောင်ထားပြီးပြီဆိုရင်အမားတို့ဒီပိတ်စလို့တေချာလေးဆွဲပြီးမှအမားတို့ဒီအထဲဘက်ကိုထည့်လိုက်ပါမယ်ပြီးတော့လို့ရှိရင်အမားတို့ဒီဆွဲပြီးရတဲ့အမားတို့ဒီဘက်ဒီတန်းကလေးလေးနဲ့အမားတို့ထိန်းပါတော့မယ်အဲဆိုရင်အမားတို့ဒီဘက်ရောပဲပေါ့နော်ဒီမှာလေးတေချာလေးဆွဲပေးရမယ်နော်တေချာလေးမဆွဲဘူးဆိုရင်သူကလေထစ်ကြီးနဲ့ဖြစ်တတ်တယ်နော်ထစ်တတ်တယ်နော်သူကဘာဖြစ်လို့ဆိုအမားတို့ကဖော့ခံထားလေနော်အပေါ်မှာအမားတို့ဖော့ချက်ခံထားတာဆိုတော့နောက်တေချာလေးဆွဲပါမယ်နော်တေချာလေးဆွဲမယ်နော်ဆွဲရလဲပဲညီရမယ်နော်တစ်ဖက်မှာကြောက်အရင်ဆွဲပြီးတစ်ဖက်မှာမဆွဲဘူးဆိုရင်ရောပဲမလောက်အောင်နော်โอเคဒီတောင်းချိုးမှရဆိုရင်ပဲအမားတို့လုံးဝပိတ်စာရမတွန့်ရအောင်เนาะအဲဆိုရင်အမားတို့ဒီလိုလေးတိချာလေးဆွဲပြီးမှအထဲကိုဘက်ကိုဒီလိုလေးထည့်လိုက်ရမယ်เนาะဒီမှာလုံးဝဒီတောင်းချိုးမှရဆိုလုံးဝမတွန့်ရဘူးเนาะတွန့်ရင်သူကြတော့မလှအောင်เนาะအဲဆိုရင်အမားတို့ဒီလိုတောင်းချီဒီလိုတောင်းလေးတိချကမယ်ဒီမှာနည်းနည်းလိုနေရဆိုရင်ဒီတန်ကလေးကိုဒီဘက်ရွှေ့ပြီးမှအမားတို့ဒီမှာကလေးအတီးလေးနဲ့ထိန်းလိုက်လို့ရှင်လည်းရတယ်အဲဆိုအမားတို့ဒီဟာလေးကိုရောပဲတီချလေးပြန်ဆွဲယူပါမယ်တီချလေးပြန်ဆွဲယူပါမယ်ဒီတောင်းချိုးမာရေးဒီချာလေးကတ်ရမယ်နော်အမတို့ဒီတောင်းချိုးမှာအတွန်းအရင်များနေဆိုရင်ဒီဘက်ကလေးကိုခဏလေးပြန်ဖြည့်ပြီးမှဒီတောင်းချိုးအမတို့အရင်ထိတ်ကြည့်ရမယ်ပေါ့နော်လုံးဝဒီလိုလေးပေါ့နော်လုံးဝမတွန့်စေရဘူးနော်လုံးဝမတွန့်ရဘူးဒီချာလေးဆွဲမယ်ဒီဘက်ရောပဲအမတို့ဒီချာလေးပြန်ဆွဲပြီးကတ်လိုက်ပါမယ်လုံးဝမတွန့်ရဘူးเนาะသူကတွန့်ရင်အိတ်ကတွန့်ရင်တောက်မှတွန့်ရင်မလောက်လေเนาะအဲဆိုရင်အမတို့ဒီမှာကလေးအကြီးမဆန်တော့ဘူးဆိုတော့အမတို့ဒီကလေးအသေးလေးကိုပဲပြန်သုံးပါမယ်โอเคအဲဆိုနောက်တစ်ဖက်ဒီဘက်ရောပဲအမတို့ဒီတောင်းချိုးမှလုံးဝမတွန့်ရဘူးเนาะဒီမှာလုံးဝမတွန့်စေရဘူးเนาะဒီမှာလုံးဝမတွန့်စေရဘူးနောက်ဒီချာလေးဟုတ်ပြီအဲ့ဆိုအမတို့ပတ်လဲကိုဒီလိုလေးတီချလေးအမတို့ကပ်ပြီးသွားပြီပေါ့နော်ကပ်ပြီးသွားပြီဆိုရင်အမတို့ဒီဟာလေးကိုအမတို့ကိုကပ်ပြီးပြီဆိုအမတို့15မိနစ်ထားရမယ်နော်အဲ့ဆိုရင်နောက်တစ်ဖက်ကိုရောပဲအမတို့ခုနကတ်သွားတဲ့အတိုင်းပဲအမတို့ဒီပတ်လဲကိုအမတို့ကိုတီချလေးတုပ်ရမယ်နော်ကိုတီချလေးတုပ်ပြီးမှကိုတီချလေးတုပ်ပြီးပြီဆိုရင်ဒီဟာလေးကိုရောပဲအမတို့အမိတ်ချိန်တဲ့အခါမှာဒီအဝါလေးကိုခုနအမတို့ဘယ်
ဘေး site လေးမှာအမားတို့ထားခဲ့ရပေါ့နော်ဘေး site လေးမှာထားခဲ့တယ်ပြီးတော့ဒီဘက်ကဒီအပြာရောင်ဆိုရင်အမားတို့ဒီအိတ်အလဲမှာလာကြားရမယ်ပေါ့နော်အဲ့ဒါလေးကိုအမားတို့တေချာလေးညီအောင်ထားရပါမယ်နော် okay အဲ့ဆိုရင်အမဒီ lesson 1ရဲ့အပိုင်း3ကိုအမဒီမှာခဏလေးရက်လိုက်ပါမယ်အဲ့ဆိုရင်အမတို့ဒီတစ်ဖက်ကိုရောပဲအမတို့ကတ်ရမယ်เนาะအမဗီဒီယိုဖိုင်လေးရှိအောင်ပါဆိုလို့ဒီဗီဒီယိုဖိုင်လေးမှာဒီဘက်တစ်ဖက်ကတော့မကတ်ပြတော့ဘူးအဲ့ဆိုရင်lesson 3ရဲ့အပိုင်း4မှာပြန်တွေ့ကြပါမယ်เนาะ